ဒီနေ့ရှစ်တန်ရုပ်စဉ်နဲ့ပတ်သက်ပြီးတော့လူငယ်တွေကြုံရတဲ့အကြောင်းတရားလေးကိုဟုတ်ဖို့ညွန်ပြဆက်ဆုံးမပေးပါမယ်ဆိုတော့တရားမဟောမီတရားမနာကြမီတရားဤပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုံမြတ်စွာဘုရားကိုရှိခေါ်ပူဇော်ကြောလိုက်ကြရအောင်ပစ္စည်းမံပလန္တနေနဘုံပစိတာပါရမီယတဝေသံသူမေသံဒီကေနပိယသမံသမံဘုံ၏မြာကနရှာ၍မရနိုင်၏အတိုင်းရှိရလေအောင်ပစိတပါရမီလက်သိရှိကိဉ္ကတသိန်းကအထင်သိဆုဆောင်ပါရမီတို့ပေါင်းတို့သည်ပစ္စည်းမံပလန္တနေနာဖြစ်ဖြစ်ခံကတန္တရာဝေခန္ဓာကိုယ်ရဲ့ဆုံးဆောင်အကျိုးပေးသောအခြင်းယသဘဂဝါတော်ထောရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဝေသံရှင်မျက်နာတော်လက်ရှိတော်နဲ့ကိုရောတရံပုံအထင်ပေါ်သွင်းပြင်းတော်အာသမန်လက္ခဏာတော်ကြီးငယ်အသွေးသွေးဖြင့်ဒေဝိတိုင်းကမနိုင်သာသည့်ဖြစ်၍သမန်တကောတော်လုံးရွှေတော်ရွှေနေဇံပူရဲ့သင်္ကိနာရဏီမြသာကိဝေသွေးအရင်ကြီးဆုံးဖြစ်ရလေအောင်သူမပန္တိတဲ့တဲ့နေဝဆန်းတဲ့လာဆန်းပွင့်တဲ့ပန်းတော်ဆန်းဖုံဖုံစခန်းစွန်အစွမ်းကုန်ထွန်းလင်းတောင်းပါရပါပေတော့ဂုံသေးသည်မြတ်စွာဘုရားရှင်ဘုရောမြတ်ကြီးကိုရှိခိုးပူဇော်ကြပြီးတဲ့နောက်ပိုင်းမှာဘုရားရှင်သက်တော်ထင်ရှားရှိတော်မူစဉ်အခါကာလတုန်းကတာဝတိပြည်မှာအလုံးကြောက်ဖို့တိခုကြတဲ့အတိုင်းဝိသခအကြောင်းအမရှိတယ်အဲ့တော့ဝိသခအကြောင်းအမှာညီမလေးတယောက်ရှိတယ်သူမနာဒေဝီဆိုပြီးတော့အဲ့တော့အဲ့ဒီညီမလေးကအင်မတန်မှကိုညီမရင်ချင်းသိမ်မွေးပြီးတော့ယဟန်တွေဆွမ်းခံကြွားလာတဲ့အချိန်မှာတပိတ်တွေကိုယူတပိတ်တွေကိုစစ်ဆွမ်းဟင်းဆွမ်းတွေခေပေးနေရာထိုင်ခင်းနေစီမံပေးဝိသခအကြောင်းအမှာတော့အနတ္ထမင်းတကြီးတို့အိမ်မှာနေ့စဉ်နဲ့အမျှသင်္ကန်း900 1000 1500 2000စရှိသည့်အဖြစ်ဆွမ်းခံကြလို့ရှိတယ်အဲ့တော့အဲ့လိုလိမ္မာတဲ့သင်္ကဝေယဝိစားကိုပြုတတ်တဲ့ညီမလေးဟုတ်လားတည်သွားတဲ့အခါကျတော့ဝိသခအကြောင်းအမှာကြီးပူဆွေးတော့ကဝမ်းငြိမ်းမှုတွေခံစားရပြီးတော့သူ့ရဲ့စွန့်ရင်တော့ကဝမ်းငြိမ်းမှုတွေကိုမခံစားနိုင်ဘူးအဲ့ဒါနဲ့နေ့လေဖက်အချိန်မှာဇေတဝန်ကျောင်းကိုလာပြီးတော့မြတ်စွာဘုရားကိုရှိခိုးပြီးတော့မျက်နှာမလန်းမဆန့်ဖြစ်နေတော့ဘုရားရှင်ဘဂိညင်ရှင်နမဘင်းရဲ့မျက်နှာပါကြောင့်မရွှေမလန်းဖြစ်နေတာလေလမ်းပြီးတော့မေးတဲ့အချိန်မှာသူ့ရဲ့မိမလေးဆုံးသွားတဲ့အကြောင်းသူ့မိမလေးသင်္ကဝေယဝိစာအပေါ်ဘယ်လောက်ထိအကြည်ကွန်တဲ့အကြောင်းဘယ်လောက်ထိသိမွေးတဲ့အကြောင်းကိုပြောပြီးတော့ငိုကြွေးမြေတမ်းပါလေရောတစ်ဖက်ကကြည့်ရင်ဝိသကသောတာပန်အမျိုးသမီးသည်သောတာပန်ဖြစ်ပြီးသားအမျိုးသမီး9နှစ်အရွယ်နဲ့သောတာပန်ဘဝကိုရောက်ပြီးသားအမျိုးသမီးဆိုတော့တာမန်ပုထုဇဉ်တွေမပြောနဲ့ဟုတ်လားသောတာပန်ဖြစ်ပြီးသားဒီအမျိုးသမီးကြည်ခွေးနေရဝမ်းနေနေရတယ်ဘာကြောင့်လဲကိုရှိတဲ့သူကိုဆုံးရှုံးရလို့ဒါကြောင့်မို့လို့တို့တက္ကမတွေတတိထားစရာအကြောင်းတစ်ခုကဘဝမှာလူတွေမပိုင်ဆိုင်ရသေးတဲ့အရာမရှိသေးတဲ့အရာမရသေးလို့မဖြစ်သေးလို့ပူဆွေးတော့ကဝမ်းနေရတာထက်ရပြီးသားပိုင်ဆိုင်ပြီးသားရှိပြီးသားအရာဆုံးရှုံးသွားရင်ပို့ပြီးတော့ခြေခွေဝမ်းနေပူဆွေးရတယ်ဟုတ်လားအဲ့လိုဆိုတော့အဲ့ဒါနဲ့ဘုရားရှင်ကဝိသခအကြောင်းအမကြီးကိုမေးတယ်ရှင်သမီးဝိသခဒီသံဝိတိပြည်မှာလူတွေဘယ်လောက်နေထိုင်ကြသလဲမေးတော့ဝိသခမြို့သမီးအဖြစ်ခုနှစ်သန်းပါဖေဟာသံဝိတိပြည်ခုနှစ်ကလေးလူနေများလာပြီးဟလားငါကလေးမာရိယာဖြစ်ကနေကြသည်ငါကလေးမာပုဒ္ဒဇနာမန်စွာတိကြသည်ဘုရားရှင်မြတ်စွာဘုရားရှင်တက်တော်ထင်ရှားရှိတော်မူစဉ်အခါတုန်းကသာဝတိပြည်ဆိုတာလူကြီး9သန်းရှိတယ်တဲ့သာဝတိပြည်မှာလူကြီး9သန်းရှိပေမဲ့9သန်းကအရိယာသူတော်စင်တွေယ
ကျန်တဲ့နှစ်သန်းကပုထုဇဉ်တွေဒီကြားထဲမှာဗုဒ္ဓဘာသာတွေရှိမယ်ဟိန္ဒိဘာသာတွေရှိမယ်တခြားသောဘာသာဝင်တွေရှိမယ်ဝိသခာတဲ့လူရဲ့9သန်းရှိရဲ့ဒီငါးပိုက်ဒီပြည်ကြီးမှာတနေ့ကိုလူမသေးတဲ့နေ့ဆိုတာရှိပါသလားလို့မေးတော့ရှင်ဘုရားမရှိပါဘူးဆိုတော့ဝိသခာကြောင်းမကြီးအဲ့ဒီလူတွေအရိယာပုဂ္ဂိုလ်တွေကိုသင်မြင်နိုးတယ်မလားမြင်နိုးပါလိမ့်ပြီရှစ်သမင်ဝိသခာရဲ့ညီမလေးကိုသင်မြင်နိုးတဲ့ကဲ့သို့အဲ့ဒီလူတွေကိုလည်းမြင်နိုးတယ်ဆိုလို့ရှိရင်လူမသေးတဲ့နေ့မရှိတဲ့အတွက်ကြောင့်ရှစ်သမင်ဝိသခာသင်မငိုရတဲ့နေ့ဆိုတာရှိမှာမဟုတ်ဘူးတဲ့ဟုတ်လားနေ့တိုင်းငိုကြွေးနေရမှာဒါကြောင့်မလို့ရှစ်သမင်ဝိသခာသင်သိရမယ့်အကြောင်းကသင်မြည်ကဲ့သို့တရားခြင်းအကြောင်းတရားသည်သင်မြည်တယောက်ဒီလည်းမဟုတ်သင်တယောက်ဒီလည်းမဟုတ်လောကမှာဇာတိရဲ့လို့ဖြစ်တည်ခြင်းမွေးဖွားခြင်းလက္ခဏာကိုရရှိလာကြတဲ့ပုဂ္ဂိုလ်တ attva အလုံးတို့သည်ဇရာဆိုတဲ့ဆွေးမြေအိုဟောင်းခြင်းတို့ရောက်ရမယ်ဗျာတိဆိုတဲ့ကြာကာလမှာအနာရခြင်းတို့ရောက်ရမယ်နောက်ဆုံးသေအောင်လောင်းမြိုက်တဲ့အသေးတရားမရဏမင်းကအသက်ဆောင်ကြနေတယ်ဒါပေမဲ့တို့မသိကြတာကဘေးနေရဘေးဒေသဘေးရှင်ဘေးကာလမှာဘေးပုံစံမျိုးနဲ့သိရမယ်ဆိုတာမသိဘူးကာတိုင်လို့သိမလားသင်္ဘောမြောက်လို့သိမလားဟာလားအဲ့ဒီရဲ့နဲ့သိမလားဦးနောက်သူရောပြဲလို့သိမလားအများကြီးပေးနေတဲ့ယောဂကြောင့်သိမလားဘလို့ပဲသေခြင်းတရားကတော့ဇာတိဆိုတဲ့ပဋိသန္ဓေကိုရလာကြတဲ့ပုဂ္ဂိုလ်တ attva သူငါမစိုးအရာအလုံးပြည့်စုံဟောင်းနှံ့ဆွေးမြေရတာပဲအဲ့လိုဟောပြလိုက်တဲ့အခါကျတော့ဝိသကသောတာပန်အမကြီးသဘောပေါက်သွားတယ်ရှင်ဘုရားတပည့်တို့သဘောပေါက်ပါပြီဆိုရင်မြေကြီးလေးတွေကိုတောက်ပြီးတော့ဘုရားကဆက်ဟောတယ်ပိယတောဇာယတိသောကောပိယတောဇာယတိလေယံဟာလားအရှိကြောင်းဒုက္ခဖြစ်ရတယ်အရှိကြောင်းဝဏ္ဏိမှုတွေဖြစ်ရတယ်အရှိကြောင်းပေးပေးရတယ်ရောက်ရတယ်အရှိမရှိရင်ပါလေဝဏ္ဏိဒုက္ခပူဆွေးရခြင်းမရှိဘူးအရှိမရှိရင်ဘေးအရာမှဆင်းရဲရတာမရှိဘူးအဲ့တော့အရှိကိုအဘိဓမ္မာသဘောတရားအရာကောက်ကြည့်လိုက်တဲ့အချိန်မှာတခြားရတာလားသမုဒိယကိုရတာသမုဒိယဒိတ်ပြီးကောက်ကြည့်နှစ်သာရထုတ်ကြည့်တော့တဏှာဆိုတာအစေအဲ့ဒီအစေကဘာကိုပေးတယ်လဲတန္တရာဒုက္ခကိုပေးတယ်ခန္ဓာအင်းကိုပေးတယ်ဒါကြောင့်မို့လဲမြတ်စွာဘုရားဖြစ်ပြီးတော့ဥရိလာတုံးမှာဥဒန်းကျွန်းရင်တော်မူတဲ့အချိန်တုန်းကအငြိကဇာတိတန်သာရတန္တဝိတ္တအနိဗ္ဗိတံကာကာရကဝေတံတောဒုက္ခဇာတိပုဏ္ဏပုဏ္ဏကာကာရကဒိဋ္ဌောတိပုဏ္ဏကေယနာတာတိသဗ္ဗတေဖဒုက္ခပကံခကုဒံဝိသံခရံဝိသံခရံမန္တစိတ်တံတဏနံခယမစ္စကအညိလျှော့အတိတ်ကြီးကခန္ဓာအင်းကိုလက်သမားလို့ပြုလုပ်ပေးတတ်တယ်ဒီတဏယောက်ျားလက်သမားကိုရှာရင်ဖွေရင်နဲ့ငါဖျားသည်တဲ့တန္တရာပက်လင်းမှာသုံးဝေတဏယဟရှာတို့အကျဉ်းခရလေးပြီးအခုအချိန်မှာတဲ့ဒီခန္ဓာအင်းကိုပြုလုပ်ပေးတတ်တဲ့တဏယောက်ျားလက်သမားကိုအရဟတမဉ္ဇဉ်လေးနဲ့ဖြစ်အကျွင်းမဲ့ပြတ်တတ်တော်မူအပ်ပြီးအရဟတမဉ္ဇဉ်လေးနဲ့ဖြစ်အကျွင်းမဲ့ပြတ်တတ်တော်မူအပ်ပြီးဒါကြောင့်မို့လို့ခန္ဓာအင်းကိုတိဆောက်ပေးတတ်တဲ့တဏယောက်ျားတဏအစေကိုငါဖျားပြတ်တတ်တော်မူတဲ့အတွက်ငါဖျားတန္တရာကလွမ်းမြောက်တော်မူပြီဆိုပြီးတော့ဥဒ္ဒံကျွရင်သူ့ရဲ့အောင်နိုင်ခြင်းအချင်းအမတ်အဖြစ်ရင်ဖက်ဖြစ်မှလိုက်လေးဖြစ်ပြီးတော့တန္တရာကြီးကိုအဆုံးသတ်လိုက်နိုင်တဲ့အကြောင်းဥဒ္ဒံကျွရင်တော်မူတာ announcement လုပ်တာကြီးညာချက်ထုတ်တာတလောကလုံးသုံးစိတ်တပုံကျင်းလေးကြားကုန်တဲ့ဝိညာဉ်ဒုက္ခိတတတ္တဝအပေါင်းတို့နဲ့ဒုက္ခိတတတ္တဝအပေါင်းတို့နဲ့လူနဲ့ဗျမ္မာတတ္တဝအပေါင်းတို့ကြီးညာချက်ထုတ်တယ် announcement လုပ်တယ်document ထုတ်တယ်ဟုတ်လားမှတ်ချက်ပေးတယ်ပေါ့အဲ့ဒါနဲ့ဆက်ပြီးတော့ပြောရရင်တို့တကမှအားလုံးသိရမှာဝိသကကျောင်းအမကြီးရဲ့မြည်ရည်လို့မဟုတ်ဘူးဦးဇင်းတို့တို့တကမှပဲဘဝမှာခန္ဓာရင်ကိုရလာပြီဆိုရင်လူတိုင်းသိတယ်
တရားမယ်ဆိုတာတော့မသိကြတာဘယ်နေရဘယ်ဒေသဘယ်ဌာနမှာဘယ်ပုံစံမျိုးနဲ့တရားမယ်ဆိုတာကိုမသိဘူးဒီသိချင်းတရားနဲ့ပတ်သက်ပြီးတော့လေဓမ္မဂတိကဆရာတော်တွေအမြဲတမ်းဟောနေကြအတိုင်းရကန်းတဲ့အမျိုးသမီးရဲ့စက်ကြောင့်ဖြစ်မှာဆိုလေကြည်ရကန်းတဲ့အမျိုးသမီးတရားဟိုးရင်တရားရမယ်ဆိုတာဖះကသိလို့ तू မလာမရှင်းစောင်းတယ်အင်မတန်မှဆင်းရဲတော့လေရကန်းရေးပြီးတော့မှအသေးအတန်တရားနာဖို့လာရတာဒါပေမဲ့ရကန်းသူ့အဖေက तू တရားနာပြီးတော့အပြန်မှာသူ့အဖေကရကန်းရင့်နေတဲ့အချိန်မှာရကန်းထောင်းနေနဲ့တက်ဆုံလေးနဲ့ထုံပြီးတော့တည်သွားတယ်ဟုတ်လားအဲ့ဒီဇက်ကြောင်းလေးမှာဆိုရင်ဘုရားရှင်မှာခဲ့တာရှိတယ်လူတို့သည်တဲ့ဒီနေ့ကိုမရဏနုတ္တိ၃ချိန်လောက်ပွားပေးပါသိချင်းတရားသိရမယ့်အကြောင်းကို၃ချိန်လောက်ပွားပေးလိုက်တဲ့အခါကျတော့ငါသိရမှာဒီပုံစံမျိုးနဲ့သိရမှာတော့မသိဘူးဒီသိချင်းတရားကအမြဲပဲကျန်တဲ့အရာတွေဟာငါတို့ဈေးဝေဈေးပြုသွားတဲ့ပုံစံမျိုးလောက်ပဲရှိတာတန်တရားမှာဖြတ်လျှောက်သမားသာသာပဲရှိတာလို့သိချင်းတရားကိုအာယုံပြုထားပြီးဟဲဆိုလို့ရှိရင်တို့နဖူးတွေတို့တွေတရားညောင်းဆောင်လေးရောင်းရအခါမှာတရားမှာမကြောက်တော့ဘူးတဲ့အဲ့တော့တရားမယ်ဆိုတဲ့မရဏနုတ္တိအကြောင်းကိုမတွေးထားဘူးဆိုလို့ရှိရင်ဘာနဲ့သွားတူပဲလဲဆိုရင်မွေဝဲမွေဟောက်လို့အမတန်အစိတ်ပြင်းတဲ့တတ္တဝါတွေနဲ့တွေးတဲ့အခါကိုယ်လက်ချင်းမှာဒုံလေးမရှိဓာတ်လေးမရှိဘဲနဲ့ပြန်ခုခံမဲ့လဲနဲ့မရှိတဲ့အခါကျတော့ကိုယ်မှာကြောက်ရတယ်အန္တရာယ်တွေကြိုဝင်လာတာကိုအဲ့တော့ကြောက်ရတယ်အန္တရာယ်တွေကြိုဝင်လာတော့ကိုယ်မှာလက်ခံမဲ့ကာကွယ်မဲ့လက်နဲ့မရှိတဲ့အခါကျတော့ကြောက်ရတယ်ငိုကြွမြေတမ်းပြီးတော့တင်ရတယ်ဟောတည်ခြင်းအကြောင်းဆိုတဲ့မရဏနုတ္တိလေးကိုကိုယ်ပွားပေးထားတဲ့အခါကျတော့နဖူးတွေသိရမယ်အကြောင်းတွေဂျုံလာတဲ့အခါဒေါပရိသတ်တွေကြောက်เสียလိုသေးရလားမကြောက်တော့ဘူးငိုကလေးကလေ့ကျင့်ထားတာဟုတ်လားတည်ခြင်းအကြောင်းတရားကိုလေ့ကျင့်ထားတဲ့အခါကျတော့တကယ်သိရမယ်အကြောင်းနဲ့ရင်ဆိုင်ရတဲ့အခါမကြောက်တော့ဘူးသာသမီဗန်ရုံစင်ဆိုတာကိုလည်းမတွေးတော့ဘူးလင်ဗန်ရုံစင်ဆိုတာလည်းမတွေးတော့ဘူးအမျိုးသမီးဗန်ရုံစင်ဆိုတာလည်းမတွေးတော့ဘူးစီစဉ်ဥစ္စာယရနာအကြောင်းကိုလည်းမတွေးတော့ဘူးအနိစ္စသဘောအဖြစ်မမြင်ခြင်းလက္ခဏာတွေကိုပိုင်ဆိုင်ရတာကခဏပါလားပြည့်စည်ရှင်ကနိယာမတရားပါလားအမြဲတမ်းတရားပါလားလို့သိလိုက်တဲ့အချိန်မှာဘာမှမဆွေးလန်းတော့ဘာမှမကြောက်တော့တဲ့အခါကျတော့တဏှာကင်းသွားတယ်ဒီတဏှာကင်းတာဟာအရိယာဖြစ်တယ်လို့မဆိုလို့တည်င်းကဗဟန်နဲ့ပေးလိုက်တယ်အဲ့တော့တဏှာအေးသွားတဲ့အခါကျတော့ရဲမတ်တဲမှာတခြားပြတ်သွားတာလားနှလုံးသားကြည်လင်သွားတာလားအဲ့ဒီဆွမ်းလို့ရေးလာတဲ့အခါတည်ရေးတယ်ဆွမ်းလို့ရေးလာတဲ့အခါတည်ရေးကြတတ်တော်တယ်လူရည်လည်းမဟုတ်ဘူးတရိတ်ဆန်တွေတောင်းမှသူတို့ရဲ့တောင်းသမီးတွေသူတို့ရဲ့အပိုက်အမြုံတွေနဲ့တတ်တက်လာရင်ဖြစ်စီလာရင်ဒုပရိသတ်တွေတခြားလောက်ကြတာလားအန္တရာယ်ကိုရင်ဆိုင်ကြတာလားအန္တရာယ်ကိုရင်ဆိုင်ကြတယ်ဟုတ်လားဆိုတော့ဘိယဒောဇာယတိသုံးကောဘိယဒောဇာယတိဘိယဟုတ်လားအရှိကြောင့်ဒုက္ခဖြစ်တယ်အရှိကြောင့်ကြည်ကြွရတယ်ကိနာစီနာဘိယနာတိသုံးကောကုတောဘိယဘာမှမရှိဘူးဆိုလို့ရှိရင်ဘေးအရာမှမကြောက်တော့ဘေးမှဘေးမရှိတော့ဘူးတဲ့ဒါကြောင့်မို့လို့အရှိဆိုတာတခြားတန်ရုံစင်ကသမုဒိယတန်ရုံစင်ကဆိုရင်သမုဒိယတန်ရုံစင်ဒါကြောင့်ဒီသမုဒိယတန်ရုံစင်ကိုတေခွာပြီးတော့ချမ်းချမ်းသာသာနေနိုင်မယ်ချမ်းချမ်းသာသာတည်နိုင်မယ်တည်ခြင်းလေးဆိုလို့ရှိရင်အဆွေးအလန်းတွေကဲအောင်တို့ပြိတ္တတွေတခြားလုပ်ပြီးတော့ယူရမှာလားလေ့ကျင့်ပြီးတော့ယူရမှာလားဆိုလေ့ကျင့်ပြီးတော့ယူရမှာအကျင့်ဆိုတာခဏလုပ်ပြီးလို့အကျင့်ဖြစ်သွားတာကောင်းတဲ့အကျင့်ပဲဖြစ်မကောင်းတဲ့အကျင့်ပဲဖြစ်တရားမထိုင်တတ်ဘူးပထမဆုံး9မိနစ်ကစတယ်နောက်10ရက်လောက်ကြာနိုင်10မိနစ်ထိုင်နိုင်တယ်15မိနစ်နိုင်ယူပဲ3နှစ်လောက်လေးကြာတော့10နာရီလေးထိုင်နိုင်တယ်6နာရီလေးထိုင်နိုင်ဒီအတိုင်းပဲမကောင်းအကုသိုလ်သုတိမာလည်းပဲအရင်မတောက်တဲ့ဘူးပထမဆုံးအရင်တော့တောက်တယ်တစ်ခွက်နှစ်ခွက်နောက်ပိုင်းတစ်ပလဲနောက်ပိုင်းနှစ်ပလဲနောက်ပိုင်းအချိန်တိုင်းတောင်းနိုင်တယ်အချိန်တိုင်းတောက်လာရှင်တယ်ဘာကလာတယ်အကျဉ်းစရိုက်ကလာတာဒါတော့ကောင်းတာပဲဖြစ်မကောင်းတာပဲဖြစ်
ခဏခဏလုပ်ပြီးအကျင့်ဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီနေရာမှာအနှစ်လျှောက်ပြောပြပို့ပြရှင်တာကတော့ဝိသကအမျိုးသမီးတောင်မှခြေခွေးဝမ်းနေရတယ်အရိယာဖြစ်တာတောင်မှအရိယာဆိုပေမဲ့သောတာပန်အဆင့်ကိုပဲရှိသေးတာဆိုတော့အနာဂံဖြစ်မှဒီအရာတွေကိုကြုံနိုင်တာကိုဒုသာကုံတာကိုယဟန္တာဖြစ်မှအကုသိုလ်အလုံးကိုပေးတာဆိုတော့တို့တကဒကမတွေတို့တွေလို့တာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဆိုရင်တော့ဘေးပြောစရာစကားရှိပါမလဲညမြုံမိနဲ့တန်းတာမိတရားမှာကြောက်ကြတုတ်တုံညာလေးပဲဆင်ချင်းတုံတရားနဲ့ဆင်ချင်းကြီးရောဟာလားအဆွေလန်တရားတွေကိုပေးခွာပြီးတော့ခွင့်လန့်တဲ့နှလုံးသားလေးနဲ့မရဏနောတတိကိုပွားပြီးတော့ဖျားတောင်မှဖျားဖြစ်ပြီးမှပြီးနိုင်တဲ့တဏှာယောက်ျားလက်သမားဆိုတဲ့ဒီတဏှာအဆွေလေးကိုကဲအောင်ရှင်းအောင်နေနိုင်ကြပြီးတော့ဆွေလန်းမှုကြောင့်လောဘအကြီးမှုကြောင့်ဒုက္ခတွေမရောက်ကြပါစေနဲ့ဒုက္ခတွေမဖြစ်ပါစေနဲ့လို့ဟိုကြရင်နဲ့ဒီနေ့တရားတော်ကိုဒီနေရာမှာပဲနေကုန်းကံပတ်အဆုံးသတ်လိုက်ရပါတယ်ဂုဏ်တည်းဦးဇင်းရဲ့ဓမ္မ YouTube channel ကိုနားထောင်အားပေးကြပါတော့ဓမ္မရှိခင်သူတော်စင်အားလုံးကိုစိတ်နှပြချမ်းသာရှင်လန်းချမ်းမြေ့နိုင်ကြပါစေကုန်လော